စပင်းနှစ်ထပ်လုံးကိုလောက်ပြတမှာဖြစ်ပါတယ်သူများရတော့လောက်ပြီးတော့ကြပြီပေါ့နော်အဲ့တော့ပြေးကတော့ပေါ့နော်အခုမှလောက်ပြပါမယ်နော်ပြေးဗီဒီယိုကြည့်ရှင်နေပြေးကတော့တင်ပေးရမှာတာဝန်ပါတော့ဒီမင်္ဂလာဝတ်ဆောင်ပေါ့နော်အထဲကိုလိုက်ပြပါမယ်ဘာဝတ်ရမလဲဆိုတော့ wearing dress လေးကိုဝတ်ရမှာပဲမင်္ဂလာဝတ်ဆောင်လေးကိုပေါ့နော်ဒီတဲမှာပေါ့နော်ဝတ်လိုက်ပါပြီးရင်ဝိုင်းအိမ်ကိုသွားလိုက်ပါမယ်ဝိုင်းကိုလည်းနေကြအင်ကြီးဝတ်ပေးရပါမယ်နော်ခေကြောင်းနေပြီးတော့ဝိုင်းအိမ်ကိုသွားလိုက်ပါမယ်အခါကျရင်လုံးပုံလုံးဒီတိုင်းပွိုင်းပြောင်းမယ်ပွိုင်းပြောင်းပြီးရင်တော့ခေကိုကြည့်လိုက်ပါမယ်ချီမချီဘူးပေါ့နော်ဟက်ဆက်လုပ်လိုက်ပါမယ်ဟက်ဆက်လုပ်ပြီးခလုံးကိုထည့်လိုက်ပါမယ်ပြီးရင်ခဲကိုဖြုတ်လိုက်ပါမယ်ပြီးရင်ဒီအရှိကကောင်းမလေးကိုအဲ့ကောင်မလေးကိုကျမတို့ကလက်တွဲလိုက်ပါမယ်လက်တွဲပြီးတော့ဆိုရင်ခလုံးပြတ်သိမ်းလိုက်ပါမယ်နော်โอเคကောင်မလေးကိုဒီမှာထားလိုက်ပါမယ်โอเคခဲပြောင်းပါမယ်ခဲပြောင်းပြီးတော့ပြီဆိုရင်ခုနကကောင်မလေးအဲ့ပြောင်းပါကောင်မလေးကိုပြေတော့ကခြိလိုက်ပါသူ့ကိုချစ်တစကားလေးတွေပြောပေါ့နော်ပြီးသူ့ကိုအင်းကြီးမှာပေါ့နော်အပေါ်လေးကိုတွားလိုက်ပါမယ်နော်ဒါလေးပေါ့နော်ဒါလေးကိုလဲပေးလိုက်ပါလဲပြီးသွားလို့ရှိရင်ပြီးတော့ကသူ့ကိုချီလေဖက်တာဖြစ်သွားလို့ပါ sorry ပါနော်ဒီချီလိုက်ပြီဆိုလို့ရှိရင်ဘိုင်းပြောင်းလိုက်ပါဘိုင်းကနေစိတ်ခဲကိုပြန်ချီလိုက်ပါမယ်နော်အခါကျရင်ဘွားကပြန်ချလိုက်ပါမယ်ခဲကိုပြန်ပြောင်းပြီးတော့ဟိုကောင်မလေးကိုပြန်ချလိုက်ပါမယ်ဆိုလို့ရှိရင်တော့အထဲထဲကိုပြန်ဝင်လို့ရပါပြီโอเคအထဲထဲကိုပြန်ဝင်ကြမယ်နော်โอเคအထဲထဲကိုပြန်ဝင်ပြီးသားလို့ရှိရင်ကြိုက်တဲ့စပင်လေးကိုပြောင်းလိုက်ပါကိုကဘာစပင်ကအပေါ်မှာထားမှလဲဆိုတော့မြည်ရပေါ့နော်ဒီကတော့ဒါလေးကိုထားလိုက်ပါမယ်ကတုံးမှဖြစ်သွားပါပြီဒါမှဒါပေမဲ့စိတ်မပူပါနဲ့အဲ့အင်ဂျီပေါ့နော်ကိုကြိုက်တဲ့အင်ဂျီလေးကိုပြန်လဲလိုက်ပါအင်ဂျီလေးပေါ့နော်ကိုကြိုက်တဲ့အင်ဂျီလေးပြန်လဲလိုက်ပါညာလေးပါနော်အဲ့ဒါကိုအောက်ကစပင်ကတထတဲ့အရာတူဖြစ်အောင်လို့ဆိုပြီးတော့ hair color လေးကို Okay ဒါဆိုရင်စပင်လေးကတက်ဖြစ်သွားပါပြီတန် Okay အင်းရဒါလေးရမကြိုက်ညကိုကြိုက်တဲ့အင်းကြီးပြောင်းလို့ရပါပြီနော်这边有玻璃钢了，ဒီတော်တော်လေးတွေပြလိုက်ပါမယ်ဒီမှာပါတစ်ထက်လေးဖြစ်သွားပါရဲ့အနောက်ကလည်းစပင်းစီထားတဲ့ပုံလေးဖြစ်တယ်ပေါ့နော်စပင်းတစ်ထက်လုပ်ဒီကတော့ဒီလောက်ပါပဲအားလုံးပဲပတ်ပါကိုကြိုက်တဲ့စပင်းပုံစံကိုလည်းလုပ်ရပါရဲ့နော်